ရိုးရိုးလေးလို့ထင်ရခဲ့ဒီမျိုးစိနဲ့တစ်စိသူ့နောက်ကွယ်မှာထိန်ချုံမှုစာနာရိခဖူလုံမှုနဲ့ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ပတ်သက်တဲ့ကမ္ဘာလုံးဆိုင်ရာအားပြိုင်မှုကြီးတစ်ခုရှိနေတယ်ဆိုတာယုံနိုင်ပါမလားကဲအခုပဲဒီအကြောင်းကိုအတူတူလေ့လာကြည့်လိုက်ကြရအောင်ဟုတ်ပါတယ်အရာအားလုံးရဲ့အစဟာဒီနီယာတောင်တူလေသမားတယောက်ရဲ့လက်ထဲကနေစတင်ခဲ့တာပါမျိုးစစ်တွေကိုတင်စီပြီးနောက်တရသည့်ပြန်ဆိုင်ပြိုးရဲဆိုတဲ့ရှေးယူအစင်နလာဟာ2000ပေါင်းများစွာကနေကကျွန်တော်တို့ရဲ့စာနယ်ပြည်ခါစနစ်ရဲ့အုံမြင့်ထိခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီရိုးစေးလာပါတယ်ဆိုတဲ့လို့ရက်လေးကအခုခေတ်မှာတော့အရင်လိုမဟုတ်တော့ပါဘူးကျွန်တော်တို့မျက်စိနဲ့မမြင်နိုင်တဲ့ရှုပ်ထွေးလာတဲ့စီးမြင့်စည်းကမ်းကွင်ရကြီးတစ်ခုကထိန်ချုပ်ထားပြီးဒီစီးမြင့်တွေကအလွန်ကြီးမားတဲ့အကျိုးဆက်တွေကိုဖြစ်ပေါ်စေပါတယ်ကဲဘယ်လိုဖြစ်နေလဲဆိုတာအသိစိတ်ကြည့်လိုက်ရအောင်ဒီဖြတ်တနာရဲ့ရင်းခံကိုနားလည်ဖို့ဆိုရင်အရင်ဆုံးမျိုးစေ့လောကကြီးမှာရှိရဲ့မြင်းမတူတဲ့ကဘာနှစ်ခုချောင်းကိုပြောပြချင်ပါတယ်တစ်ခုကစစ်မှုလုပ်ငန်းသုံးစနစ်ဖြစ်ပြီးနောက်တစ်ခုကတော့ရိုးရာစနစ်ပါသူတို့ရဲ့အခြေခံအတွေးခေါ်တွေကလုံးဝကိုကွဲပြားနေပါတယ်ဒီအငင်းပွားမှုရဲ့အဓိကအချက်ကိုနားလည်ဖို့ဆိုရင်ဥပဒေနှမျိုးကိုခွဲခြားသိဖို့လိုပါတယ်တစ်မျိုးကဒီမျိုးစိဘသူပိုင်လဲဆိုတာကိုဆုံးဖြတ်တဲ့ညာနာမှုပိုင်ခွင့်ဥပဒေတွေပါနောက်တစ်မျိုးကတော့ဘယ်လိုမျိုးစိဒီကိုရောင်းခွင့်ရှိသလဲဆိုတာကိုသတ်မှတ်တဲ့ဈေးကွက်စည်းမျဉ်းတွေဖြစ်ပါတယ်တစ်ခုကပိုင်ဆိုင်မှုနောက်တစ်ခုကရောင်းဝယ်ခွင့်ပါလုံးဝမတူပါဘူးဈေးခွက်ထဲကိုဝင်ဖို့အတွက်တစ်ခါဆောင်ကြီးတစ်ခုရှိပါတယ်သူ့ကို DUS ဆန်နှုန်းလို့ခေါ်ပါတယ်အဲ့ဒါကတော့ distinct မှန်တဲ့ထူးခြားကွဲပြားမှု uniform မှန်တဲ့ပုံစံလေးဖြစ်မှု net stable မှန်တဲ့တည်ငြိမ်မှုတို့ပါပဲဒီစီမံတွေကစက်မှုလုပ်ငန်း၃မျိုးစေ့တွေရဲ့တသမတ်တီးဖြစ်မှုကိုအားပေးပြီးယာဒီဥတုအပြောင်းလဲနဲ့လိုက်လျော်ညီးထွေဖြစ်အောင်မြေပြောင်းလဲနေတဲ့တောင်သူတွေရဲ့မျိုးစေ့တွေကိုတော့အပြင်ထုတ်ထားသလိုဖြစ်နေပါတယ်ဒီနေရာမှာပဲအကြီးမားဆုံးဝီရော်တစ်ခုကိုတွေ့ရတော့တာပဲတောင်သူတွေရဲ့မျိုးစေ့တွေမှာရှိတဲ့အကောင်းဆုံးအရေးတွေဆိုလိုတာကပတ်ဝန်းကျင်နဲ့လိုက်လျော်ညီးထွေဖြစ်အောင်ပြောင်းလဲနိုင်စွမ်းကပဲသူတို့ကိုဒီတရားဝင်စနစ်ထဲကနေအလိုလိုဖယ်ထုတ်လိုက်တယ်လို့ဖြစ်နေတာပါသူတို့ရဲ့အားသာချက်ကပဲသူတို့ရဲ့အားနည်းချက်ဖြစ်နေတာပေါ့အဲ့ဒီတော့ဒီမြင်မတူတဲ့လောကနှစ်ခုကြားကအားပြိုင်မှုတွေကစာရွက်ပေါ်မှာပဲရှိနေတာမဟုတ်ပါဘူးအခုလက်ရှိဥရောပသမဂ္ဂမှာတင်မျိုးစေ့ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတကက်ကိုအကျင့်အနဲ့ထိတ်တိုက်တွေ့နေကြပါပြီကဲဘာတွေဖြစ်နေလဲဆိုတာတစ်ချက်ကြည့်လိုက်အောင်လက်ရှိဥပဒေကိုကြည့်လိုက်ရင်စက်မှုလုပ်ငန်း၃မျိုးစေ့တွေအတွက်တရားဝင်စီကွက်ကတိတိကျကျစီးမြင့်နေနဲ့တော့ခတ်ထားတဲ့အေးယာမစက်ကြီးတစ်ခုလိုပါပဲတောင်လူတွေရဲ့ရိုးရာစနစ်တွေကတော့အဲ့ဒီစက်ကြီးရဲ့အပြင်ဘက်ကတင်းငယ်ပြီးမရှင်းလင်းတဲ့နေရာလေးတစ်ခုမှပဲရှိနေခွင့်ရပါတယ်အဲ့ဒီအချိန်မှာဥရောပကော်မရှင်ကအပြောင်းလဲတစ်ခုလုပ်ဖို့အဆိုပြုလာပါတယ်သူတို့ရဲ့အကြံကပါလဲဆိုတော့အဲ့ဒီအပြင်ဘက်ကတောင်သူတွေရဲ့စနစ်တွေကိုပါဒီစီကန်တင်းကျပ်တဲ့စက်ရေးထိတ်ကိုဆွဲသွင်းဖို့ကပဲဘယ်လိုလုပ်မလဲဆိုတော့တောင်သူအချင်းချင်းမျိုးစေ့ပေးတာလဲတာကအစအကုန်လုံးကိုဈေးကွက်တင်ချင်းလို့သတ်မှတ်လိုက်ပါတယ်အဲ့ဒီအခါမှာတော့သူတို့လေ DUS လို့တင်းကျပ်တဲ့စီးမြင့်နဲ့အောက်ရောက်သွားမှာပေါ့ဒါပေမဲ့ဇလန်ကအဲ့ဒီမှာတွေမပြီးတော့ပါဘူးဥရောပပါလီမန်ကဝင်ပြီးတော့ခဏလေးဆိုပြီးတားလိုက်ပါတယ်သူတို့ကတောင်သူတွေရဲ့မျိုးစေ့ဖလဲခွင့်နေနဲ့ဒေတာမျိုးရင်းတွေရဲ့ဇီဝမျိုးစုံမျိုးကွဲတွေကိုကာကွယ်ဖို့အတွက်ဥပဒေထဲမှာတည်တဲ့နေရာတစ်ခုကိုပြန်ပြီးဖန်တီးပေးခဲ့တယ်အောက်ခြေစနစ်အတွက်အသက်ရှူပေါက်တစ်ခုပြန်ရသွားတယ်လို့ပြောရမှာပေါ့အခုစဉ်းစားစရာကဘရဆော့မှာထိနေတဲ့ဒီကိစ္စကဥရောရကလေးတစ်ခုတည်းနေပဲဆိုင်တာလားလုံးဝမဟုတ်ပါဘူးဥရောရမျိုးစီဥပဒေတွေကကမ္ဘာတချမ်းကအာဖရိကလိုနေရာတွေအထိတောင်သူ့ရဲ့အရေးကတွားပြီးတက်ရောက်မှုတွေရှိနေပါတယ်အဲ့ဒါဘလို့ဖြစ်နေလဲချိလိုက်ရအောင်ဒီလိုတက်ရောက်မှုတွေကတိုက်ဆိုင်မှုမဟုတ်ပါဘူးဥရောပသမဂ္ဂမှာ PCD လို့ခေါ်တဲ့မူဝါဒတစ်ခုရှိတယ် Policy Coherence for Development ပေါ့ဆိုလိုတာကသူတို့စီကဥပဒေကြီးကဖွံ့ဖြိုးဆဲနိုင်ငံတွေပေါ်ဘယ်လိုအကျိုးသက်ရောက်မလဲဆိုတာကိုထည့်သွင်းစဉ်းစားဖို့ဥပဒေအရာကိုတာဝန်ရှိတယ်ဆိုတဲ့သဘောပါပဲဒီမှာတကယ့်ကိုအံ့အားသင့်စရာကောင်းတဲ့အချက်တစ်ခုကိုတွေ့ရပါတယ်အဲ့ဒါကဘာလဲဆိုတော့ EU ရဲ့ဥပဒေပုံစံကိုယူသုံးထားတဲ့အာဖရိကနိုင်ငံတချို့ကဥပဒေတွေဟာမူရင်းဥရောပဥပဒေတွေထက်တောင်တူလယ်သမားတွေအပေါ်ပိုပြီးတင်းကျပ်နေတတ်တယ်ဆိုတာပါပဲဥရောပမှာချွင်းချက်ပေးချတဲ့ကိစ္စတွေကိုအာဖရိကမှာတော့လုံဝပိတ်ပင်ထားတာမျိုးတွေတောင်ရှိနေပါတယ်အဲ့ဒီတင်းကျပ်မှုတွေနဲ့လက်တွေ့အခြေအနေကြားကကွာချက်အကြီးကြီးကဒီမှာပေါ်လာတာပဲအာဖရိကမှာတကယ်တမ်းလဲပတ်နေတဲ့မျိုးစစ်အားလုံးရဲ့90%ကတောင်သူတွေရဲ့ရိုးရာစနစ်ကနေလာတာပါဒါပေမဲ့ဥပဒေတွေကတော့ကျန်တဲ့30%ထိတဲ့စမှုလုပ်ငန်းသုံးမျိုးစေ့တွေအတွက်ပဲအဓိကထားရေးဆွဲထားတယ်လို့ထင်နေပါတယ်ကဲဒီလောက်ရှုပ်ထွေးနေမယ့်ပြဿနာတွေကြားမှာရှေ့ဆက်ဖို့လမ်းကောရှိသေးရဲ့လားရှိပါတယ်ဒီအခြေအနေတွေကိုစောင့်ကြည့်နေတဲ့အဖွဲ့အစည်းတွေကတော့ပိုပြီးမြတ်ကြတဲ့အနာဂတ်အတွက်လမ်းကြောင်းတစ်ခုကိုအကြံပြုထားကြပါတယ်သူတို့ရဲ့မျှော်မှန်းချက်ကရှင်းပါတယ်
အဓိကကတော့တောင်သူတွေအချင်းချင်းမျိုးစေ့တွေကိုလွတ်လွတ်လပ်လပ်ဖလှယ်ခွင့်ပေးဖို့ဒေတာနဲ့ကိုက်ညီပြီးဓာတုပစ္စည်းတွေများကြီးမလို့တဲ့မျိုးစေ့တွေကိုလွယ်လွယ်ကူကူရနိုင်ဖို့ပြီးတော့အရေးကြီးဆုံးကဒီစီမင်းတွေရေးဆွဲတဲ့အခါတောင်သူတွေရဲ့အတန်ကိုအမှန်တကယ်နားချောင်ပြီးထည့်သွင်းစဉ်းစားဖို့ပါပဲ အဆုံးသက်အနေနဲ့ကျွန်တော်တို့အားလုံးစဉ်းစားရမယ့်မေးခွန်းကတော့ဒါပါပဲကျွန်တော်တို့ရဲ့စာနဲ့ရိခအနာဂတ်ကိုပုံဖော်ကြတဲ့အခါမှာတစ်ဖက်ကခေမီစံတဲ့တည်ထွင်မှုနဲ့နောက်တစ်ဖက်ကမျိုးဆက်ဖောင်များစွာလက်ဆင့်ကမ်းလာခဲ့တဲ့ရိုးရအမှုအနည်းဒီနှစ်ခုလုံးကိုတစ်ပြိုင်နက်တည်းမိုးထားကာကွယ်ပေးနိုင်မဲ့စီမင်းစည်းခန်းတွေကိုဘယ်လိုများရေးဆွဲကြမလဲဆိုတာပါပဲ